ချက်တို့သိစီထားအေယောဒီရှေတီပြီးသောမျိုးပြများအစင်လာကြီးမာခဲ့ကြရာရာဇဝင်ဟောင်းရဲ့အမတ်တရားဒီမြေဟာတို့ရဲ့မိမြေရင်ကျေးမှုရဲ့နှလုံးသားရှင်သန်စေသူတကောရှိအခမ်းအနားဆုံးသောသက်ရှိကြပြအေယောဒီရာဇဝင်များရဲ့တို့သမီးတို့ရဲ့မိခင်အေယောဒီရာဇဝင်များရဲ့တို့သမီးတို့ရဲ့ဝိညာဉ်အေယောဒီရာဇဝင်များရဲ့တို့သမီးအေယောဒီပိုင်ဆိုင်မှုတွေစင်မဲ့များရင်ဆိုင်တိုက်ခိုက်ခဲ့ကြရာမြောက်တဲ့အချင်းနဲ့ကာကွယ်သူတို့ရဲ့ဓာရီသူရဲ့ကောင်းတို့မွေးဖွားဒါဟာငါတို့သမိုင်းရဲ့တောက်ပါခဲ့တဲ့နေရများအေယောဒီရာဇဝင်သစ်တို့